နေပြည်တော်ကောင်စီရုံးစီဝေးခမ်းမတက်မှာနေပြည်တော်တွင်စာရေးရိတ်ခါဖူလုံရင်းနဲ့စိုက်ပျိုးမှုမြေကဏ္ဍမြင့်တင်အတွက်အကောင့်ထဲဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကိုကျင်းပရာဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌကစာရေးရိတ်ခါဖူလုံရေးကော်မတီကိုစာရေးရိတ်ခါမပြတ်လက်စေရန်တိနံနဲ့ဝင်းမြေကဏ္ဍများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ရေရှည်တည်တံ့တဲ့ဗျူဟာများဖော်ဆောင်နိုင်ရန်ရွယ်ပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းကော်မတီဝင်များအနေနဲ့ချမှတ်ထားတဲ့မူဝါဒများမဟာဗျူဟာများနဲ့အညီအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းသက်ဆိုင်ရာဌာနများအလိုက်ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပါတယ်။အဲဒီနောက်ဌာနဆိုင်ရာတာဝန်ရှိသူများကတက်ခါဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများဖြည့်ဆွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။